မျိုးသမီးကြီးဟာမမျော်လင့်မဲ့တုန်လှုပ်စရာကောင်းတဲ့အမှန်တရားတစ်ခုကိုရှာခွေတွေ့ရှိသွားပါတယ်။သူမစီမှာရှိနေတဲ့တော်လေးကသူမရဲ့တက်ရှည်ကျမ်းမာအဆောင်တော့ကိုဖွင့်လို့ရနေတာကြောင့်ပါ။ဒီတော့ဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူမရဲ့သမီးလေးလူသက်သမောင်းတွေလက်ချက်နဲ့တေဆုံးသွားခဲ့စဉ်ကတည်းကပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲသူမတစ်ခုကိုရိပ်မိသွားပါတယ်။သူမသမီးလေးဟာအဲ့ဒီတုန်းကမသေးပဲအသက်ရှင်ကျန်ရစ်ခဲ့ပြီးအခုသူမရဲ့ကုမ္ပဏီမှာပဲအလုပ်လုပ်နေတာဖြစ်နိုင်နေဆိုတာပါပဲ။ဒါကြောင့်ဒီတော့ကိုဘသူကြပြောက်ခဲ့တာလဲဆိုတာသိအောင် CCTV မှတ်တမ်းတွေကိုအမြန်ဆုံးစစ်ဆေးကြည့်ခဲ့ပါတယ်။ဒါပေမဲ့တော့ကိုကြိုက်ထားတဲ့သူကိုမြင်လိုက်ရတဲ့အခါမှာတော့သူမပို့ပြီးတော့အံ့ဩသွားရပါတယ်။အဲ့ဒီမိန်းကလေးဟာတခြားသူမဟုတ်ပဲသူမရဲ့သားဖြစ်သူကနေ့တိုင်းနှိပ်စက်ပြီးလူသုံးခံအိတ်တလို့သဘောထားပြီးအနိုင်ကျင့်နေတဲ့မိန်းကလေးခင်နေလို့ပါပဲ။သူမရဲ့သားဖြစ်သူကအဲ့ဒီမိန်းကလေးကိုခေါ်ထုတ်သွားပြီးဆိုတာကိုသတိရပြီးသူမဟာပြပြတလဲနဲ့လိုက်ရှာပါတော့တယ်။တစ်ဖက်မှာလည်းသားဖြစ်သူဟာမိန်းကလေးကိုနီးမျိုးစုံနဲ့နှိပ်စက်နေပါတယ်။အိမ်သားရေးကိုအတင်းတောက်ခံယုံတယ်မကပဲလူမိုက်တွေကိုပါသူမကိုစော့ကားခိုင်းနေခဲ့တာပါ။သားဖြစ်သူနဲ့သူ့နောက်လိုက်ကိုထွက်သွားတဲ့အချိန်မှာတော့မိန်းကလေးဟာစိတ်ပိုင်းဆိုင်ရာလုံးဝပြိုလဲသွားပါပြီ။ခံပြင်းပါခြင်းမှုတွေနဲ့ပြေးနှောက်နေတဲ့မိန်းကလေးဟာတက်ခေါင်မိုးပေါ်ကိုတိရွရွရှောက်သွားပါတော့တယ်။